အားလုံးပဲမင်္ဂလာပါရှင်2025ခုနှစ်နိုဝင်ဘာလ23ရက်နေ့တည်းရုပ်သံလေးကိုနားဆင်နေရတာဖြစ်ပါတယ်။ဒဇင်တို့ဒီကနေ့ပထမဆုံးမျှဝေပေးတော့မယ့်အကြောင်းအရာလေးကတော့ဒါဒဇင်တို့နေ့ကတော့ပေါ့နော်နိုဝင်ဘာလ22ရက်နေ့တုန်းကနေပြည်တော်ဘူတိုင်းမှာကျမတို့ဒီ battery လျှက်စစ်စက်ကောင်းတုံးဒီလေးပါတယ်ခင်မီပေါ့နော်ခင်မီလေးပိတ်ဆက်ပါတယ်ဒါလေးတွဲဆိုင်ကြီးစတင်ပြီးဆွဲတဲ့အခမ်းအနားကြီးကိုတော်ရောက်လေးလာပြခဲ့ပါတယ်။အဲ့ဒီဟာကြီးကပြောရမယ်ဆိုရင်ကျမတို့ဒီ battery တုံးလျှက်စစ်လိုလိုနဲ့တူရှင်းခေါ်မယ်ဆိုရင်တော့ EV ရထားပေါ့နော် EV ရထားပေါ်မှာသူကလေးပိတ်ဆက်ပါတယ်ပြောရရင် EV ရထားပေါ်မှာအေကွန်ပါတယ်ပေါ့အဲ့လိုလည်းနားလည်ရမယ်ဆိုရင်တော့အဲ့လိုမျိုးတကယ်ခင်မီဒီရထားတွဲဆိုင်ကြီးစတင်ပြီးဆွဲခြင်းအခမ်းအနားကိုတော်ရောက်လေးလာပြခဲ့ပြီးတော့အဲ့ဒီရထားကိုလိုက်ပါပြီးတော့စီးနှင်းကြည့်ပါတယ်အဲ့ဒီရထားအစီအစဉ်ကပေါ့နော်ကျမတို့နိုင်ငံရဲ့ယာယီသမ္မတပေါ့နော်ဒါလိုလိုကြီးနဲ့အရန်တာရေးကော်မရှင်ရဲ့ဥက္ကဋ္ဌကြီးတမန်ကဝေစီရုံချုပ်ဝေမင်းအောင်ရဲ့ညွှန်ကြားချက်နဲ့အတူဒါပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးပြည်တော်စုဝန်ကြီးပေါ့နော်ပုံညာချုံဦးရဲ့စီမံချက်တွေနဲ့ဒါမြန်မာမီးရထားနေပြီးတော့ဆောင်ရွက်လိုက်တဲ့အစီအစဉ်ကောင်းတစ်ရပ်ပဲဖြစ်ပါတယ်။ရွေချက်ကတော့ပေါ့နော်ဒီခီးသွားပြည်သူတွေတိထပ်ပို့ပြီးတော့အစင်ပြေလွယ်ကူချုံးမွေးစာနဲ့ခီးတွေတော့လာနိုင်ဖို့ရအတွက်ကိုရွေတယ်လို့လည်းသိရပါတယ်။ဒီဇိုင်းနဲ့ဆိုင်ရဲ့ပေါ့။ဆိုတော့အဲ့ဒီရထားကကျမတို့ဒီနေပြီးတော့ဘူရာနီနေ့စဉ်နေ့7 နာရီဆိုထွက်ရှိမှဖြစ်ပြီးတော့မန္တလေးဘူရာကြီးကိုတော့ညနေ9 နာရီမှရောက်ရှိမယ်လို့သိရတယ်။လမ်းမှာဆိုရင်တက်ကုန်းဘူရာပျော်ဝဲဘူရာတာစီဘူရာနဲ့ကြောက်စဲဘူရာတို့ကိုရန်နာမယ်လို့သိရပါတယ်။အဲ့တော့နေပြီးတော့ဘူရာကနေစတင်ထွက်ရှိတဲ့အချိန်ရဲ့ပြီးရင်ဂျားထဲမှာရန်နာတဲ့အချိန်ကြီးရဲ့စုစုပေါင်းပေါ့နော်မန္တလေးဘူရာကြီးကိုရောက်ရှိတဲ့အချိန်ကညနေ9 နာရီဖြစ်ပါတယ်။ဆိုတော့ကျမတို့ဒီနေပြီးတော့မန္တလေးကိုရထားနဲ့ဒါ9 နာရီပဲခီးသွားဖြစ်ပါတယ်။အဲ့လိုလေးသိရတယ်ပေါ့နော်။အဲ့တော့ဒီမန္တလေးကနေပြီးတော့တခြားနေရာကိုဆက်သွားမယ့်လူတွေကလည်းနောက်ထပ်တခြားရထားတွေနဲ့အချိတ်ဆက်ပြီးတော့ဆက်သွားလို့ရမယ်လို့သိရတယ်ပေါ့နော်အဲ့လိုပဲနေပြီးတော့နေရန်ကုန်ဆက်ပြီးတော့သွားရောက်မဲ့လူတွေလည်းဒီတခြားရထားတွေနဲ့ဒါအချိန်ကိုက်ညှိပြီးတော့သွားလို့ရတဲ့ဟာလေးလည်းသိရတယ်ပြီးတော့လက်တလုံးမှာတော့ဒါနေပြီးတော့မန္တလေးလမ်းပိုင်းအောင်ပဲစတင်ပြီးဆွဲတာဖြစ်ပါတယ်နောက်ကျရင်တော့ဒါတနိုင်ငံလုံးအနှံ့ပြီးဆွဲနိုင်ဖို့စီမံသွားမယ်လို့လည်းသိရပါတယ်ဆိုတော့ဒီရထားနဲ့ခီးပြီးတော့ကြမဲ့သူတွေအတွက်ပေါ့နော်ဒါဝတ်သားစရာသတင်းကောင်းတစ်ခုပါကျမတို့ကားနဲ့ခီးတော့ထက်ဆိုင်ရထားနဲ့ခီးတော့တာပို့ပြီးတော့ budget 6ဖြစ်ပါတယ်ကျမတို့ကိုယ်တိုင်လည်းဒါမဖြစ်မနေအလုပ်ကိစ္စခီးတွေသွားတဲ့အခါမှာစီဘိုးတွေလမ်းကြီးတွေနဲ့တော်တော်လေးကုန်ကျစရိတ်များပါတယ်ရထားနဲ့ကတော့ဒါတော်တော်လေးကုန်ကျစရိတ်တက်ပါတယ်နေပြီးတော့မန္တလေးလမ်းပိုင်းဆိုလို့ရှိရင်ဒါရိုးရိုးတန်းဆိုရင်1000ခွဲကျပ်ပြီးရင်ဒီအထက်တန်းဆိုလို့ရှိရင်2000ကျပ်နဲ့လိုက်ပါစီးနေလို့ရတယ်လို့သိရတယ်ပေါ့နော်လက်မှတ်ခါနှုံးထားတွေကပေါ့အဲ့တော့နံပါတ်တွေကိုဘယ်လိုဝေရမလဲဆိုရင်ဖုန်းနဲ့ဆက်သွယ်ပြီးတော့ဝေမယ်ဆိုရင်တဲ့သူက9ရက်ကြိုပြီးတော့ထပ်တန်းဆိုရင်ပေါ့နော်9ရက်ကြိုတင်ပြီးတော့မှာပြီးတော့ဝယ်ယူရမယ်တဲ့လူကိုယ်တိုင်ကိုယ်တိုင်မှဝယ်မယ်ဆိုရင်တော့3ရက်ကြိုတင်ဝယ်ရုံနဲ့ရပါတယ်တဲ့ရိုးရိုးတန်းကတော့1ရက်ကြိုတင်ဝယ်ယူလို့ဝယ်ယူရုံနဲ့အဆင်ပြေတယ်ပေါ့နော်အဲဒီလိုလေးသိရပါတယ်အဲ့တော့ယထာနဲ့ခီးသွားမယ်မိဘပြည်သူများတဲ့တင်ကောင်းဖြစ်ပါတယ်ရှင်နောက်တစ်တင်ကြောင်းလေးတစ်ခုကတော့ကျွန်တော်တို့ဒီချင်းရင်းမြစ်ကျော်မှာရှိတယ်ပေါ့နော်ဒီမင်းကြီးမြို့နယ်မှာရှိတဲ့ချင်းရင်းမြစ်ကိုတစ်ချောင်းမှာဒါတရားမဝင်ရွှေမျိုးတွေကိုမြန်မာတပ်မတော်နေပြီးတော့ဘုံကျဲရှင်းလင်းနေတဲ့တင်ကြောင်းရတာဖြစ်ပါတယ်ဆိုတော့ကျမတို့အမြဲတမ်းပြောပါတယ်စကိုင်းတိုင်းတွေမှာဒါ PDF တွေရဲ့တကယ်အဓိကဝင်ငွေဒီအခုလိုမျိုးတရားမဝင်ရွှေမျိုးတွေပြီးလို့ရှိရင်ကျမတို့အရှင်တန်တွင်းနေပေါ့နော်အပြင်တခြားသောဒါတရားမဝင်ဒီတို့ခေါ်ရေးတထုပဲဖြစ်ပေါ့နော်ဒီလိုမျိုးတရားမဝင်တွတ်ထွက်ပစ္စည်းတို့ခေါ်ရေးလုပ်ငန်းတွေကနေပြီးတော့အဓိကဝင်ငွေအများဆုံးရပါတယ်အဲ့ဒီကရတဲ့စက်ကြီးတွေအဲ့ဒီကရတဲ့ဝင်ငွေတွေနဲ့ပဲသူတို့က KNC မှာလက်နက်တွေဝယ်ယူပြီးတော့ဒီတက်မတော်ကိုပြန်ပြီးတော့ပေါကန်တော်လာနေရဖြစ်ပါတယ်အဲ့တော့သူတို့ရဲ့အဓိကပင်မအသက်သွေးကြောကိုကျွန်တော်တို့ဖျက်တောက်နိုင်မယ်ဆိုရင် PDF တွေကြအသက်ရှင်နိုင်မှာမဟုတ်ဘူးပေါ့နော်အခုဆိုရင် TNL အဖွဲ့ဆိုလို့ရှိရင်လည်းဒါမိုးမိတ်ကနေပြီးတော့တက်မတော်နဲ့ညှိနှိုင်းပြီးတော့မှပေါ့နော်လက်နက်ချပြီးဆုတ်ခွာသွားတယ်ကိုကနေဆိုလည်းအဲ့တိုင်းပဲတစ်ဆက်သေးပဲပြောလိုက်ပါအောင်မယ်ကိုကနေဆိုလို့ရှိရင်လည်း MND တက်ဆိုလို့ရှိရင်လည်းဒါရှမ်းပြည်နယ်မြောက်ပိုင်းဟိုရနတ်ပေါင်မဲဟန်နာမွန်နာဆော့အဲ့ဒီဒေသတွေမှာရှိတဲ့တက်တွေပေါ့နော်အဲ့ဒီတက်တွေအကုန်လုံးလောက်ကန်ဘက်ကိုပြန်ဆုတ်တယ်ဆိုပြီးတော့ဆုတ်ခွာသွားတယ်ပေါ့နော်နိုဝင်ဘာလ22ရက်နေ့ညနေပိုင်းကစတင်ပြီးတော့လောက်ကန်ဘက်ကိုရှေ့ပြောင်းဆုတ်ခွာနေပြီဆိုပြီးတော့သတင်းတွေထွက်ပေါ်လာဖြစ်ပါတယ်တကယ်ဆုတ်ခွာမှုရှိမရှိဆိုတာကတော့ကျွန်တော်တို့မြေပြင်ကပို့ပြီးအတည်ဆုံးဖြစ်မှာပါကျွန်တော်တို့လည်းဒီချက်ပို့ပြီးအတည်ပြုနိုင်အောင်လို့လည်းစုံစမ်းနေရပေါ့နော်ဆိုလိုချင်တာ DNL တို့ MND တို့အဖွဲ့တွေဒါတဖြည်းဖြည်းနဲ့ဆုတ်ခွာနေကြပြီမြောက်တွေမှာဆိုရင်လည်းထုံနည်း၎င်းပဲမြောက်တွေမှာတော့အဖွဲ့တော်တော်စုံနေအကုန်ရှိတာအဖွဲ့စုံရှိတာအဲ့တော့မြောက်တွေမှာလည်းဒါအဖွဲ့စုံရှိတဲ့အားကြောင့်လည်းတဖြည်းဖြည်းနဲ့မြောက်တွေကိုလည်းဒါတက်မတော်ကနေပြီးတော့နေမီစုံမွေးဆောင်ရွက်ပြီးတော့နော်ဒီကုန်စည်စီးဆင်းမှုတွေမျက်စံအောင်ဆောင်ရွက်သွားမယ့်အနေအထားတွေရှိရပေါ့နော်ဒီလိုလေးတွေ့ရတယ်အဲ့တော့တကယ့်ကိုပဲနှစ်ပေါင်း
မြောက်များစွာပေါ့နော်ဒီလက်နက်ဆွဲကင်ထားတဲ့အဖွဲ့အစည်းတွေပြီးလို့ရှိရင်ပြီးခဲ့တဲ့ဘယ်လိုပြောမလဲပြီးခဲ့တဲ့ကာလတစ်ခုမှလေတက်မတော်ရဲ့စကန်တွေကိုဒါတိမ့်ပြီးတော့တိမ့်ပိုက်သွားနိုင်တဲ့ခေတ္တပေါ့နော်ခေတ္တတိမ့်ပိုက်သွားနိုင်တဲ့အဖွဲ့အစည်းတွေတောင်မှလက်ရှိမှာပေါ့နော်ဒီတက်မတော်ကိုဒါအညံ့ခံပြီးတော့တက်ချပြီးတော့ဆုတ်ခွာထွက်ပြေးရတဲ့အနေအထားတွေမှာ PDF တွေကိုလည်းကျမတို့ဒီချိန်မှာတခါရင်းနှိမ့်နေဖို့လိုပါတယ်အဲ့တော့အခုမင်းကင်းမြို့နယ်မှာရှိတယ်ပေါ့နော်ချင်းလေးမြစ်ရိုးတစ်ချောင်းမှာရှိတဲ့ရွှေမျိုးတွေကိုပုံချက်ရှင်းလင်းလိုက်တာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြည်သူတယောက်အနေနဲ့ထောက်ခံပါတယ်အကြမ်းဖက်ကိုမလိုလားတဲ့ပြည်သူတဦးအနေနဲ့ထောက်ခံပါတယ်အဲ့တော့အဲ့ဒီမင်းကင်းနယ်ဘက်မှာဘာဖြစ်သွားလဲဆိုရင်ဒီဖြစ်စဉ်လေးတစ်ခုရှိရပေါ့နော်အဲ့ဖြစ်စဉ်လေးကြုံလုံးလေးထည့်ပြောပါအောင်ကျွန်မအတိမိတ်ဆွေတယောက်ပါပဲသူကဘာဖြစ်တာလဲဆိုတော့အဲ့လိုပဲမင်းကင်းဘက်မှာသူအဲ့သူတို့ဒေတာကန်ပေါ့နော်ဒေတာကန်ဆိုတော့သူတို့လည်းအဲ့ဒီဘက်မှာသူများတွေတရားမဝင်လောက်ကွက်တွေမှာရွှေမျိုးတွေမှာလောက်ပြီးတော့သူလည်းရွှေမျိုးလုပ်မယ်ဆိုပြီးတော့စီစဉ်လိုက်တယ်စီစဉ်လိုက်တဲ့အချိန်မှာပဲအိမ်မှာ PDF ကနေဖုံးဆက်ပြီးတော့စက်ကြီးကောက်တယ်စက်ကြီးကောက်တဲ့ဟာကိုဒီလိုပဲလွယ်လွယ်ပဲပေါ့အေးပေးမယ်အေးပေးမယ်ဘယ်နည်းပဲရက်ပေးမယ်ဆိုပြီးချိန်လိုက်တယ်ဒါပေမဲ့တကယ်ပြီးဖို့ပြင်ဆင်ထားတာမရှိဘူးပေါ့နော်တကယ်ပြီးဖို့ပြင်ဆင်ထားတာမရှိဘူးဒါပေမဲ့အဲ့ဒီအတန်ဖောင်ရယူပြီးတော့အဲ့ဒီ PDF ကနေလားဘယ်သူကနေလဲတော့မသိပါဘူးအဲ့ဒီလူကိုဒီဘက်ကဒီအဖွဲ့အစည်းထံတိုင်ကြားလိုက်တယ်တိုင်ကြားတာအဲ့ဒါကိုသွားပြီးတော့အရေးယူဆောင်ရလိုက်တယ်ပေါ့နော်ဖန်စီထင်းသိလိုက်တယ်ပေါ့အဲ့တော့ဖန်စီထင်းသိလိုက်တဲ့အချိန်မှာလေ PDF ကိုစက်ကြီးပေးမှရက်နဲ့အရန်ကတ်နေပြီ2ရက်3ရက်လောက်ပဲခြားတယ်လို့သိရတယ်ပေါ့နော်ကျွန်တော်တို့ဒီစာလေးလည်းတရားကြည့်လိုက်ပါသေးတယ်2ရက်3ရက်လောက်ပဲခြားတယ်တကယ်တမ်း PDF တွေကိုစက်ကြီးပေးဖို့ပြင်ဆင်ထားတယ်ဆိုရင်အနည်းဆုံးတော့ဘန်ကီနဲ့တော့ငွေသားတော့လည်းပြင်ဆင်ထားမှာဖြစ်ပါတယ်သူ့ပေမဲ့သူ့ကိုဖန်တီးလိုက်ပြီးတဲ့အချိန်မှာငွေသားက30ခန်းလောက်ပဲရှိရလို့သိရတယ်ပေါ့နော်အဲ့လိုလေးရှိရပေါ့ KB တွေဘန်ကီနေရမှာလည်းတိတ်များဆဆမရှိဘူးပေါ့ပြောရရင်တော့အဲ့ဒီကဒါ PDF တွေကိုစက်ကြီးပေးဖို့ရွေးချက်ကိုမရှိတာ PDF တွေကိုစက်ကြီးပေးရမယ်ဆိုတာကိုသိလိုက်ရတဲ့အချိန်မှာပဲသူကအဲ့လုပ်ငန်းလေးကိုဆက်မလုပ်ပဲရက်တန့်လို့ရတော့ကိုဆောင်းရလိုက်တဲ့လူတအူးပေါ့နော်အဲ့လိုအဲ့လိုပုံကုံမျိုးပေါ့ဒါပေမဲ့အဲ့လိုပုံကုံမျိုးက PDF ကိုစက်ကြီးမပေးချင်လို့ဆိုပြီးအဲ့လုပ်ငန်းမျိုးလည်းသူဆက်မလုပ်တော့ဘူးဆိုပြီးရက်တန့်လိုက်တဲ့ပုံကုံမျိုးအဲ့လိုပုံကုံမျိုးကကြတော့ဗာစီရေးကိုထိနေခံရတယ်တုတ်ထက်အရင်လောက်ကင်နေတဲ့ဒီ PDF ကိုစက်ကြီးကိုဘီလီယံနဲ့ချီပြီးတော့စက်ကြီးပြီးလောက်ကင်နေသူတွေကတော့ AC ပဲဆက်တူရောမယ်အဲ့ဒီ data မှာအဲ့ကလေးဝါကဆက်တို့ဘာလို့ပေါ့နော်အဲ့ဒီ data ဘတ်တွေ main game ဘတ်ချန်တွေပေါ့အဲ့ဘတ်တွေမှာဆက်လက်ဆောင်ရနေစေပဲအရင်ကတော့ကျမတို့အဲ့ကိစ္စကိုတည်တည်ချင်းကျမတို့သတင်းတင်မယ်လုပ်လိုက်တယ်ဒါပေမဲ့အဲ့မျက်နှာသူဘက်ကမပြောလဲဆိုတော့ရပါတယ်တဲ့ကျွန်တော်တို့ဒါ PDF ကိုလည်းစက်ကြီးပေးဖို့ရှိရကြလည်းမရှိဘူးတကယ်လည်းတပြားတစ်ချက်မှမပေးဘူးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အမှန်တရားကကျွန်တော်တို့စီမှာရှိပါတယ်ကျွန်တော်တို့တနေ့လွတ်မြောက်ပါပါဆိုပြီးသူယုံကြည်ချက်နဲ့ပဲဒီတိုင်းလေးပဲအဲ့တော့အမှုရင်ဆိုင်နေရပေါ့နော်အဲ့အနေထားတော့ရှိတာပေါ့ဆိုတော့တကယ်စက်ကြီးပေးနေတဲ့သူကြတော့ AC တူရပြီးတော့စက်ကြီးမပေးချင်လို့ရှောင်ထွက်လာတဲ့သူကြမှာဖန်စီထိနေခံရတဲ့ဖြစ်စေပေါ့နော်အဲ့ဒါတကယ်ဖြစ်သွားတဲ့ဖြစ်စေမှာနင်နာသူတွေကတော့တို့သိခံနိုင်ကြပြီမယ်ကျွန်တော်တို့ကကြားတဲ့သူကတော့ဘေးကနေကြားရုံနဲ့တော့ကျွန်တော်တို့ဒီဘက်ခံနိုင်ပေါ့နော်မဖြစ်တဲ့အရာကြီးပေါ့မဖြစ်တဲ့အရာတွေလည်းဖြစ်ပေါ်နေရရှိပါတယ်အဲ့ဒါလေးပြောပြတာပါနောက်တစ်ခုကကျတော့ဗာလဲဆိုတော့မိုးကုန်းနဲ့မိုးမိတ်မျိုးတွေကိုတဲ့ဒါစစ်တပ်က TNL စစ်တပ်ကိုပေါ့နော် TNL တွေခေါ်သွင်းလာမယ်ကိစ္စ TNL တွေအတန်တိုက်နေတယ်ဆိုပြီးတော့ဒါမီဒီယာတွေမှာပွာလာတယ်တိတ်မှာပေါ့သူတို့ကသူတို့အခြေအနေသူတို့သိလို့ပြန်ပြေးနေရပြီနော်သူတို့အခြေအနေသူတို့သိလို့ပြန်ပြေးမယ်ကိစ္စပြန်ပြအောင်ရိုးပြတာမဟုတ်ဘူးသူတို့မိုးကုန်းမိုးမိတ်ကနေပြန်ဆုတ်မယ်ဆိုတဲ့အချိန်မှာတော့ညီနိုင်မှသူတို့ပြန်ဆုတ်သွားတယ်အဲ့လိုညီနိုင်ပြန်ဆုတ်သွားတဲ့အချိန်မှာ PDF တွေကမင်းတို့တော့ဆုတ်ချင်ဆုံးငါတို့တော့တိုက်ပြီးနေခဲ့အောင်မယ်ငါတို့ကတော့မိုးကုန်းမျိုးရိုးဆောင်းရှောင်းအောင်ပဲကြံနေအောင်မယ်ဆိုပြီးပြောတဲ့ PDF အဖွဲ့တွေကိုလည်း NL ကပြောလဲဆိုတော့မင်းတို့နေချင်တယ်ဆိုလည်းလက်နက်ချပြီးနေခဲ့ငါတို့နဲ့လိုက်မယ်ဆိုရင်လည်းလက်နက်တွေထားခဲ့ပြီးတော့ငါတို့ဌာနချုပ်ကိုလိုက်ခဲ့ဆိုပြီးဒီလိုမျိုးတွေပြောတာပေါ့အဲ့တော့လိုက်တော့ပြီးဘာလို့မှလဲခင်ဗျားတို့ကလိုက်တော့ပြီးသမင်းလိုက်ချက်မှာလားချင်းချာရေးခက်ချင်းထောင်းကိမောင်းလုပ်မှာလားပေါ့နော်ဒါလေးမြည်စရာရှိတာပေါ့အဲ့တော့လိုက်တော့မဲ့ကောင်မလေးတွေကဘာလို့မှလဲပေါ့ဒါလေးမြည်စရာရှိတာပေါ့နော်အဲ့တော့မုံကုန်းမျိုးကြီးမှာကြံခဲ့မယ်ဆိုတော့ဘယ်လောက်ကြာခံတိုက်နိုင်ပါလဲပေါ့ခုတည်းကနေခင်ဗျားတို့မုံကုန်းမျိုးကြီးမှာကြံခဲ့မယ်ပြောတော့ခုပြန်နေလေခင်ဗျားတို့လက်ခံလားပေါ့ကျွန်တော်တို့ခဏပြောပါတယ်အမိတ်တစ်ခုညွှန်ကြားချက်တစ်ခုသဘောတူညီချက်တစ်ခုဆွေးနွေးပွဲတစ်ခုပြီးတော့ရင်ရှိနေတဲ့တဏှပြောင်းနေတာအချိန်မရွေးပြောင်းပြန်လာနိုင်နေဆိုတဲ့စကားကိုကျွန်တော်တို့ခဏလေးရေးလဲရေးဖို့လည်းပြောလဲပြောဖို့လည်းဒါပေမဲ့ခင်ဗျားတို့ကငြင်းမမိလားဒါမှမဟုတ်လို့ရှိရင်လည်းတိနဲ့ပဲမိုင်လုံးကြည့်ရတာတော့မပြောတတ်ဘူးအဲ့လိုရောကြီးနဲ့ကိုပဲဒါကြီးကိုတိနဲ့လားမတိပဲနဲ့လားတိနဲ့လားကျွန်တော်တို့တော့မစဉ်းစားတတ်တော့ဘူးခင်ဗျားတို့ရဲ့ငြင်းနဲ့တွေ့ရအဲ့တော့တိနဲ့မိုင်လုံးကြည့်ရဲဆိုလဲအခုအဲ့မိုင်လုံးကြီးမိုင်နောင်တိုင်းကြီးရင်ဝင်ပါရပြီးတော့ခင်ဗျားတို့ကြံခဲ့ပြီးတော့ပဲအချိုးစီးဝါအတွက်ဖြစ်လာတဲ့စစ်ပွဲတွေတိုင်းမှာ
အကျိုးစီးပွားညှိနှိုင်းလို့အောင်မြင်သွားရင်တည်သွားတဲ့လူတွေကြံတဲ့ဂျားတဲ့လူတွေကတည်သွားတဲ့လူတွေကလည်းအသက်ပေးလိုက်ရတာပဲဖတ်တယ်ပါဒါလေးတွေရှိတယ်အဲ့တော့ကျွန်တော်တို့မြန်မာပြည်ရဲ့ဒီလက်ရှိနိုင်ငံရေးတမိုင်းတစ်လျှောက်တော့ညီတို့ဒီချာလေးပြန်စဉ်းစားပြီးသုံးသပ်ကြည့်အကျိုးစီးပွားနဲ့တိုက်ခိုက်ရတဲ့စစ်ပွဲတွေတိုင်းမှာနည်းနည်းလိုချင်လိုမှဖြစ်ဖြစ်ကျွန်တော်တို့တော့အခုဒီ21ရာစုခေတ်မှာလက်နက်ကန်ပြီးတိုက်ခိုက်ပြီးတိမ့်ပိုက်လို့နေမြေရကြီးဆိုတာမရှိဘူးရသွားရင်လည်းခဏပဲအကြောင်းမျိုးနဲ့ပြန်ပေးရမှာပဲလာရှုကြည့်လေဗျာခုမိုးကုံမိုးမိတ်ကြည့်လေဗျာနော်ကျွန်တော်ပြောပါတယ် TNL ဒီတိုင်းရတိုင်းရက်ပါမရက်ရင်ခင်ဗျားတို့အဲ့မှာခင်ဗျားတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေအထိပါလက်နက်နဲ့တိမ့်ပိုက်တိုင်းကနေမြေရကြီးဆိုခင်ဗျားတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေကိုအတက်မတော်တက်သိမ်းလိုက်ခင်ဗျားတို့လက်ခံပါလားဆိုတဲ့စကားကျွန်မမေးဘူးတဲ့ကျွန်မ channel ကိုကြည့်နေတဲ့သူတွေသိပါလိမ့်မယ်တကယ်ပြောတာအခုလဲကိုကနေအေးစစ်စစ်ပြန်ဆိုရင်စုပ်ပါတော့တချို့ကြလည်းရှိတယ်အမလေးတကယ်မစုပ်ဘူးတဲ့မြေပြင်မှာတဲ့ဒါပြောကြလည်းရှိတယ်ဟုတ်လားကျွန်မလည်းမသိအဲ့တော့ဟုတ်ပြီကောင်းပြီလို့တကယ်မစုပ်ရတဲ့ဖေသားကိုကြံစီကြည့်ပေါ့ခင်ဗျားတို့ပေးထားတဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဆိုတဲ့အဲ့ဒီဒေတာတွေအထိပါတက်မလို့တက်သိမ်းဘယ်နှလုံးလဲဘယ်နဲ့တိုက်ခိုက်သိမ်းပိုက်လိုက်တိုင်းသာနေမြေရကြီးဆိုရင်ချက်ချင်းတစ်ခုပြီးတစ်ခုကောက်ပြီးလိုက်သိမ်းလိုက်လို့ရတယ်ညတာနေလို့အခုဒေတာအချင်းချင်းကိုနိုင်ငံတွင်းပဲဖြစ်နေလို့ဒါတို့ညတာနေလို့ဘာမှခင်ဗျားတို့တက်တဲ့ခေါင်းစဉ်နဲ့လည်းမဆိုင်ဘဲနဲ့တက်မလို့စကန်တွေကိုတိုက်ခိုက်လိုက်တယ်ခင်ဗျားတို့ဘာတွေပြန်ပေးဆက်ရမလဲဆိုတော့ခင်ဗျားတို့လာလိမ့်မယ်အခုခင်ဗျားတို့အဆင့်တက်အနေနဲ့ခင်ဗျားတို့နေမြေတွေပြန်ပြီးတော့ပေးဆက်နေရပြီအရင်ကအဲ့နေမြေတွေကိုရသွားတယ်ခင်ဗျားတို့ရသွားတယ်ဆိုရင်မျိုးတွေမှာရောခင်ဗျားတို့အရင်ဆုံးအသက်တွေပေးပြီးတော့ပေးဆက်ပြီးတော့အဲ့မျိုးတွေရအောင်ခင်ဗျားတို့တိုက်တယ်ဒီမှာဒီခင်ဗျားတို့အသက်တွေပေးလိုက်ပြီးတော့ပြီးရင်ခင်ဗျားတို့ရဲ့ခင်းရမ်းတွေရိတ်ခါတွေခင်ဗျားတို့ပေးဆက်ပေးပြီးတော့ပေးဆက်ပေးပြီးတော့ခင်ဗျားတို့အဲ့မျိုးတွေအားရွာတွေခင်ဗျားတို့ဘယ်နှစ်အုပ်ချုပ်လိုက်ရလဲဘယ်နာလာအုပ်ချုပ်လိုက်ရလဲအုပ်ချုပ်လိုက်ရတာခက်ကြကြအဲ့အုပ်ချုပ်တော့အေးစစ်စစ်အုပ်ချုပ်လို့ရတာအားတက်တော့ဟိုနေ့ဒီချောင်းချေလိုက်ဒီနေ့ဒီချောင်းချေလိုက်အုပ်ချုပ်လို့ရနိုင်လားစဉ်းစားပါနောက်တစ်ခါဒေါ်လာပုတ်ကံမယ်ဆိုတဲ့လူတွေနော်ဒီကျွန်တော်တို့မြန်မာနိုင်ငံမှာမြန်မာတပ်မတော်နောက်တစ်ခါချက်ပြီးတော့ဒေါ်လာပုတ်ကံချင်းပါတယ်ဆိုတဲ့လက်နက်ကိုင်ကြီးရှိနေတဲ့ဒီဖြစ်စဉ်ကိုလည်းမနာယူပါ30-20ဟာလာကြားဖြန့်စစ်စီဆိုပြီးခေါင်းစဉ်ကြီးအကြီးကြီးရှောက်တက်လိုက်တယ်ပြီးတော့ဘာမှမဆိုင်ညာဆိုင်တက်လို့စကန်ကြီးပါတက်တိုက်တယ်အခုတိုက်ပြီးလက်တိုက်လက်ပြီးတော့ရောအသက်တွေသေးအပတ်စံနေကုန်ခရမ်းနေကုန်ရိတ်ခါနေကုန်လူသားအရင်းမြစ်တွေကုန်အချိန်တွေကုန်နိုင်ငံရဲ့တိုးတက်ဖွံ့ဖြိုးမှုတွေကုန်လမ်းတွေတရားတွေကုန်ပြည်သူတွေကအသက်အဝတ်အစီးစိတ်တွေအကုန်လုံးကြီးထပ်ပြီးတော့ခင်ဗျားတို့တိုက်တာခင်ဗျားတို့ဗာပြန်ရလဲအဲ့ဒီမျိုးခင်ဗျားတို့ရပါတယ်ဆိုတော့အဲ့ဒီမျိုးအဲ့ဒီရွာတွေကိုခင်ဗျားတို့ဘဏ္ဍာအုပ်ချုပ်ရလဲဘဏ္ဍာနဲ့အုပ်ချုပ်ရလဲအချိန်တန်ဘယ်ကိုပြန်ပေးရလဲဒါလေးသဘောပေါက်ပါနော်ဒါလေးသဘောပေါက်ပါအခုကျွန်တော်တို့တက်မတော်ကအခုဒီမှာကြီးစံတစ်ချက်မဖောက်ရဘဲနဲ့မိုးကုန်းနဲ့မိုးမိတ်ကိုထပ်ပြီးတော့အေးစစ်စစ်ပြန်ရအောင်မယ်လာရှိုးလည်းပြန်ရပြီးတော့မကြောက်ဘူးနောက်ထပ်မျိုးတွေလည်းလာအောင်မယ်ညီနိုင်တို့အစီအပြေပြေမပြေလို့တိုက်ရလဲကိစ္စမရှိဘူးမြန်မာတက်မတော်မင်းအစင်မပြေလို့ညီနိုင်တာအစင်မပြေလို့တိုက်ရလဲမြန်မာတက်မတော်အေးစီပဲကိစ္စမရှိဘူးမြန်မာတက်မတော်မှာကျွန်တော်တို့ပြောတာအဖို့ပြောတာမဟုတ်ဘူးအခုလက်ရှိသုံးနေတဲ့ဒါကျွန်မအတိတယောက်ကပြောတာပေါ့နော်ဒီကပ္ပစာဘက်ကအတိတယောက်ကပြောတာညီမရေးအခုမြန်မာတက်မတော်သုံးနေတယ်ဆိုတော့စစ်တပ်ပစ္စည်းတွေကငါတို့ဟိုးအရင်1900ဘယ်နှခုနှစ်တော့ထုတ်ထားတဲ့ပစ္စည်းတွေနဲ့သုံးနေရတယ်လက်ရှိငါတို့ဒီစိတ်ဆုံးနှစ်အတွင်းမှာစုဆောင်းထားတဲ့လက်နက်ခဲယံပစ္စည်းတွေမသုံးရသေးဘူးလေအဲ့ဒီကောင်တွေထောက်ပြီးတော့သုံးဖို့ကြံသေးတယ်ဒါပေမဲ့စုဆောင်းထားတာတဲ့အရေးအကြောင်းဆိုတော့တက်မတော်အမြင်ရှိရှိနဲ့သူကဘာတွေကြုံလာရနိုင်လဲကြုံလာရနိုင်လို့ရှိရင်တခါတည်းခဲယံရိတ်ခါတွေအဆင်ပြေအောင်လို့ဆိုပြီးတော့စီမံဆောင်ရွက်ထားတာတွေအဲ့တော့သူကအများကြီးရှိနေရေရှိ plan နဲ့ master plan နဲ့ဆောင်ရွက်နေတဲ့တက်မတော်မျိုးအဲ့လိုတက်မတော်မျိုးရှင်းလိုက်မယ်ဆိုရင်တိုက်လို့မရဘူးလားမဟုတ်ခင်ဗျားတို့စမ်းကြည့်လိုက်လေအခု TNL လေးဘာဖြစ်သွားလဲကိုကန့် MND ဘာဖြစ်သွားလဲရှင်းကြည့်လေမကြခင်နဲ့လာပါပါမြောက်တွေမှာအဖွဲ့ဆောင်ဆိုတော့မြောက်တွေကိုလည်းဘယ်လိုပြင်ပြီးတော့လောက်သွားမလဲဆိုတာခင်ဗျားတို့စောင့်ကြည့်ပါကျွန်တော်တို့တော့သိနေတာနဲ့တိတ်မပြောသေးဘူးနောက်တစ်ခုကကျတော့ကြားဖြတ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီတောက်လျှောက်ပေါ့နော်ဒီဆောင်ရွက်နေတဲ့အဆောက်အဦတွေဆိုလဲဒါဖြိုချဖြတ်စီနေရကုန်တလောက်ရှိနေပြီပြီးတော့ဒီကနေ့ဗီဒီယိုလေးတစ်ပုဒ်မှာဆိုလို့ရှိရင်ဒီကြားဖြတ်လုပ်ငန်းကရရှိတဲ့ဒီ laptop တွေ computer တွေပေါ့နော်ဒါတနေရာထဲမှာစုပြီးတော့စစ်ကားနဲ့တင်လာတနေရာထဲမှာစုပြီးတော့အမှန်တန်ချိန်စံနဲ့ချင်းဆိုပြီးတော့ချိန်ရင်ဗီဒီယိုတွေတက်လာတယ်အရင်အားရတယ်လုံးဝကြားဖြတ်နဲ့ပတ်သက်ပြီးတော့ဒီကြားဖြတ်နဲ့ပတ်သက်တဲ့လူတွေလည်း share ကိုဖမ်းဆီးရမိတယ်ထိုင်းနိုင်ငံနဲ့ပြေးကိုလုပ်နေတဲ့လူတွေလည်းအကုန်ဖမ်းမိတယ်ထိုင်းနိုင်ငံထိပြေးနေတဲ့လူတွေလည်းအကုန်ဖမ်းမိတယ်ပြီးရင်သက်ဆိုင်ရာနိုင်ငံတွေပြန်ပို့တယ်ပြန်အပ်တယ်ဆောင်ရွက်တယ်ဒီလိုလေးဆောင်ရွက်တာတကယ်ကိုအမျိုးသားရေးတာဝန်တရအနေနဲ့ကိုပဲနှိမ့်နေနေတာကျွန်တော်မျက်မြင်တွေ့ရတယ်အဲ့တော့သတင်းတွေကြည့်ပါသတင်းတွေကြည့်တော့သိမှာပေါ့တစ်ဖက်ပိတ်နေတော့ခင်ဗျားတို့တစ်ဖက်ပဲမြင်ရမှာပေါ့နော်အဲ့တော့မျက်စိကိုကြဲဖွင့်နားအောင်စိတ်အရှိတရားကိုလက်ခံဘယ်လိုပြောရမှာမယုံနဲ့ကိုမြင်တာကိုသိတာကိုကြားတာကိုပဲကိုယုံလက်ခံဒါပေမဲ့မြင်တာကိုယုံလက်ခံဆိုတဲ့နေရာမှာလည်းပြောအမြင်တစ်ခုလေးနဲ့မယုံနေအောင်အသိဉာဏ်လေးပါထည့်ပေးလိုက်အောင်ဒီမှာမြင်နေရတာပဲတစ်ခွက်ပန်းခင်းရအောင်လေးပဲဆိုပြီးအမြင်တစ်ခုလေးကိုပဲယုံနေဒီဘက်အဲ့ဒါအတူကြီးအသိဉာဏ်လေးထည့်စင်းတာတစ်ခွက်ပန်းဒီလိုနေရာမျိုးမှာရှိပါမလားဒါဆိုဝဲနေပန်းလိုက်မျိုးလို့နှိုင်းရှင်ပြီးပြောပြအဲ့တော့မြင်ုံနဲ့လည်းရှားတော့ပြေယုံကြည်လို့မရအောင်အသိဉာဏ်လေးထည့်ကြားယုံနဲ့လည်းကြားသမျှအတန်အောင်ယုံကြည်လို့မရအောင်အသိဉာဏ်လေးထည့်ခုက AN ခေတ်ဆိုတော့ပို့ဆိုးတယ်အဲ့တော့အသိဉာဏ်ပါမှအရာရာအဆင်ပြေပါ
သွားတာလာတာစားတာတောက်တာအကုန်လုံးအသိဉာဏ်နဲ့ဒါနိုင်ရှင်စဉ်းစားပြီးတော့မှဆောင်ရွက်ကြပါဒါလေးပြောချင်တယ်ပြီးနောက်တစ်ခုကကျမတို့ဒုတိယချိန်မဲစင်းတွေကတ်ထားခြင်းကြပြီဒုတိယချိန်မဲစင်းတွေကြီးညာဖြစ်တဲ့အတွက်ကြောင့်မလို့မဲစင်းတွေကြည်ပါကျမတို့မဲစင်းနဲ့ပတ်သက်ပြီးတော့ဒါချက်ကြီးကော်မရှင်တွေကိုအင်တာဗျူးသွားလုပ်တယ်နေရာတော့ကျမတို့အင်တာဗျူးလုပ်ပြီးသွားပြီပေါ့နော်ကျန်တဲ့ကျန်တော့ပြည်သူတွေကိုကျမတို့လုပ်တာပေါ့အဲ့တော့ချက်ကြီးကော်မရှင်တွေကဘာပြောလဲဆိုတော့ရက်ကွက်တစ်ခုထဲမှာနေကိုပထမအချိန်မဲစင်းမှာမပါဝင်လို့ရှောက်ထားတာလူ1000ကျော်တယ်ရက်ကွက်တစ်ခုထဲမှာနေနော်အဲ့တော့ပြည်သူတွေကရွေးကောက်ပွဲပေါ်မှာပထမထိစိတ်ဝင်စားမှုရှိနေလေဘယ်တော့ဒီညောင်းလေးချက်တွေထားနေလဲဆိုတော့အဲ့ဒါလက်တွေ့ပဲမင်းတို့ line ပေါ်မှာဟာရွေးကောက်ပွဲစက်ကျင်းမှာရွေးကောက်ပွဲလုံးဝကျွန်တော်တို့ကန့်ကွက်မယ်ဘာညာအားမင်းတို့ line ပေါ်မှာကြိုက်တယ်လို့ပြောညီပြည်မှာပြည်သူတွေကပြောင်းလဲအောင်အမှန်တကယ်လုပ်ကြနေပြီပြည်သူတွေကအေးစစ်စစ်နဲ့ဟာဒီမိုကရေစီအစိုးရတက်လာလို့ရှိရင်ငါတို့ဒါပို့ပြီးတော့တင်ငယ် agent နဲ့ဘဝတွေရရှိမယ်ဒီထက်ပို့ပြီးတော့ဝင်မျိုးတို့တက်လာနိုင်တယ်ဒီထက်ပို့ပြီးတော့ဒီငယ် agent တွေဖြစ်လာနိုင်တယ်စသဖြင့်သူတို့ကဒါနှောင်းချက်တွေအများကြီးနဲ့တို့ပြောင်းလဲချက်ထားတယ်ဒီရွေးကောက်ပွဲပေါ်မှာတို့ပြောင်းလဲချက်ထားတယ်အဲ့တော့တို့ပြောင်းလဲတဲ့အတိုင်းလေရွေးကောက်ပွဲပြီးဖြစ်လာနိုင်ဖို့ရတယ်ကျွန်တော်တို့ကတော့မြင်နေရတယ်။ဘာဖြစ်လို့လဲဆိုတော့လက်ရှိရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြန်ရတဲ့ကိုယ်စားလှယ်တွေတော်တော်များများရဲ့အရေးချင်းတွေကိုလည်းကျွန်တော်တို့ကြည့်ကြည့်နိုင်မှုအောက်နိုင်ခြေရှိတဲ့ပုံကိုယ်တွေရဲ့အနေအထားတွေကျွန်တော်တို့လေ့လာတယ်။လေ့လာကြည့်တဲ့အခါမှာလေဒီလူတွေသာငါတို့နိုင်ငံမှာဒါလာမယ့်အစိုးရတက်တဲ့နေရာမှာဒီလူတွေသာပေါဝင်လာခဲ့မယ်ဆိုရင်ငါတို့ပြည်သူတွေငါတို့ပြည်သူတွေတော့ဘယ်နေရာမှာတော့ပို့ပြီးဖွံ့ဖြိုးတိုးတက်လာနိုင်တယ်။ငါတို့ပြည်သူတွေတော့ဘယ်နေရာမှာတော့ငြိမ်းချမ်းတော့ဘယ်နေရာမှာတော့ဘယ်လိုဖြစ်လာနိုင်တယ်ကျွန်တော်တို့ကလိုက်လေ့လာနေရ။ဒါနဲ့ကျွန်တော်တို့ဘယ်မှာဒီကိုနေပြရမယ်လို့ခုမှမပြောဘူး။ဒါပြောလို့စိတ်ထဲမှာရှိတဲ့အတိုင်းကပြောလို့နေပြီ။အဲ့တော့လက်တွေ့ကိုယ့်အတွက်ဒေတာအတွက်မပြောနေပါတော့။အဓိကကိုရဲ့စိတ်ခံစားချက်နဲ့လည်းရွှေ့ချယ်ပါပြီးရင်အုံနောက်နဲ့လည်းစဉ်းစားပါနှစ်ခုပေါင်းဆက်စဉ်းစားပြီးတော့မြင်ပြီးပိုကောင်းပါတယ်အဲ့တော့အခုလက်ရှိဒါအစိုးရဖွဲ့နိုင်မဲ့ပါတီမျိုးတွေအများကြီးမရှိပါဘူးကျွန်တော်နိုင်ငံမှာဆိုနိုင်ငံလုံးတိုင်းတာနဲ့ဝင်ရောက်ရှိနေတာ6ပါတီပဲရှိအဲ့ဒီ6ပါတီတွေကမှဘယ်ပါတီကတော့အစိုးရဖွဲ့နိုင်ခြင်းရှိတယ်ပြီးရင်ဘယ်ပါတီကကိုယ်စားတောင်းနေကတော့ငါတို့ယုံကြည်လို့ရနိုင်တော့တယ်ဘယ်ပါတီကကိုယ်စားတောင်းနေကတော့ငါတို့ရရွာအတွက်ကိုအကျိုးဖြစ်တော့နိုင်တော့တယ်ဒါလေးတွေပြီးတော့ကျွန်တော်တို့စဉ်းစားပြီးမြင်ပြီးပါအဲ့တော့နိုင်ပြီမယ်ဆိုရင်ကျွန်တော်မဲစင်းမှာပါမှရမယ်မဲစင်းကအခုဒုတိယချိန်ကြီးညာပြီဒုတိယချိန်ကြီးညာလို့ရှိရင်အခုဒုတိယချိန်ကြီးညာတဲ့အချိန်မှာလည်းခင်ဗျားတို့မပါသေးဘူးဆိုရင်ပုံစံ3ကာစီနဲ့6ထားလို့ရတယ်ပုံစံ3နဲ့6ထားလို့ရတယ်နော်ပြင်ဆင်နေတယ်ဆိုရင်၄သားငယ်နဲ့ပြင်ဆင်လို့ရတယ်ကန့်ဝတ်ရှင်နေဆိုရင်ကျွန်တော်ပုံစံ၄နဲ့ကန့်ဝတ်လို့ရတယ်ဒါတွေဆောင်ရွက်လို့ရတယ်အဲ့ဒါတွေအကုန်လုံးလည်းရကြေးပြီးကောက်ပဲကော်မရှင်တို့ကဆောင်ရွက်လို့ရတယ်အခမဲ့ဆောင်ရွက်ရမှာပါအဲ့တော့အပန်းပကြီးပါနဲ့ကျွန်တော်တို့ဒီကျင်ညာထားတဲ့မဲစင်းတွေကိုတော့ကြည့်ပါရှင်းပြီးတော့လို့ရှိရင်မပါသေးရင်ဆောရပြောတဲ့အချက်လက်တွေနဲ့ပြင်ဆင်နိုင်ထိစက်တာတွေဆောင်ရွက်ပါအရေးကြီးပါတယ်ဒါနိုင်ငံသားတယောက်ရဲ့အခွင့်အရေးဖြစ်ပါတယ်ကိုယ့်အခွင့်အရေးကကိုယ့်လက်ထဲမှာပဲရှိပါတယ်ကိုယ်တိုင်ကြိုးစားမှအခွင့်အရေးဆိုတာကိုယ်တိုင်စုပ်ကိုင်နိုင်မှာပါကိုယ့်လက်နဲ့ပေါ့နော်ပေးလိုက်တဲ့ကိုအစိုးရတည်းရဲ့ကိုလက်နဲ့ကိုရွေးချယ်လိုက်တဲ့အစိုးရတည်းကကိုနောက်ထပ်9နှစ်အုပ်ချုပ်မှာကိုရဲ့အနာဂတ်9နှစ်ကိုအုပ်ချုပ်မှာအဲ့တော့ကိုအနာဂတ်ကိုဘယ်သူလက်ထဲထည့်မလဲဆိုတော့ကိုယ်တိုင်ရွေးချယ်ရမှာအဲ့လိုရွေးချယ်ခွင့်ရှိဖို့ကမဲစင်းမှာပါမှဖြစ်မယ်အဲ့တော့ကျွန်မအကြံတိုက်တွန်းပါတယ်မဲစင်းသွားကြည့်ကြပါမကြည့်ရသေးဘူးဆိုသွားကြည့်ပါအခုဒုတိယကြိမ်ကြီးညာထားပါပြီမဲပေးခြင်းတဲ့သူတွေဆိုရင်မဲစင်းမှာပါဝင်အောင်လို့ရကြေးကော်မရှင်ကိုအကူအညီတောင်းပြီးတော့ရှောက်ထားပါဒါမဲ့ဒီဇင်ဘာလ28ရက်နေ့ဆိုမဲပေးရပါပြီအဲ့တော့မဲစင်းမှာပါမှာမဲပေးရမှာဖြစ်တဲ့အတွက်ကြောင့်မဲစင်းသွားကြည့်ကြပါလို့တိုက်တွန်းတဲ့ဒီနေ့ရုပ်သံလေးကိုနားလိုက်ရပါတယ်နောက်ရက်ဒီမှာလေးတိကျတဲ့သတင်းကြားရလေးတွေကိုမျှဝေရင်းနဲ့ထပ်ပြီးတော့ပြန်လာခဲ့ပါအောင်မယ်ကျွန်မသစင်ဦးပါရှင်